ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေလာအိုနိုင်ငံဗီယန်ချင်းကိုဘတ်စကားစီးပြီးဘယ်လိုသွားရလဲဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်။အရင်ဆုံးဝေတို့နေတဲ့မြို့ကနေဘန်ကောက်ကိုယထာစီးပြီးသွားဖို့အတွက်ယထာလက်မှတ်ဖြတ်ပြီးတော့ယထာဆောင်ပါမယ်။ဘန်ကောက်မှာနေတဲ့လူတွေကတော့မော်ချစ်ကားဂိတ်ကိုတိုက်ရိုက်ကားငှားပြီးတော့သွားလို့ရပါတယ်။ဝေတို့နေတဲ့နေရာကတော့ဘန်ကောက်နဲ့လည်းဝေးတဲ့အတွက်ကားတစ်ဆင့်ယထာတစ်ဆင့်စီးပြီးသွားရပါတယ်။ဒါမလာခင်ဘူတာမှာလွတ်တဲ့နေရာလေးရှာပြီးတော့ယထာဆောင်ရင်းနဲ့ဓာတ်ပုံလေးပါလေးရိုက်ဟိုကြည့်တီကြည့်ပေါ့နော်ရှောက်သွားနေတာဖြစ်ပါတယ်ဒါကတော့ဝေတို့စီးမဲ့ယထာကြီးလာပြီးဖြစ်ပါတယ်ယထာစီးမယ်ဆိုလို့ရှိရင်တော့ကိုစီးမဲ့ယထာအချိန်ထက်နိုင်ဝက်45မိနစ်လောက်စောရောက်နေရင်တော့ပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ယထာတွေကဒီဂျားဘူတာတွေမှာ2မိနစ်3မိနစ်အဲ့လောက်ပဲရက်တာဖြစ်တဲ့အတွက်လေရထားထွက်ပြီဆိုတော့ရှူခင်းလေးတွေကြည့်စကားလေးတွေပြောရင်းနဲ့မော်ချစ်ကားဂိတ်ကိုသွားနေပါပြီမော်ချစ်ကားဂိတ်ရောက်ရင်အရှိမလက်မှတ်ရောင်းတဲ့ကောင်တာလေးတွေရှိပါတယ်အဲ့ဒီမှာကိုသွားချင်တဲ့ဝေလို့ဆိုရင်တော့နောက်ခိုင်လို့ပြောပြီးတော့လက်မှတ်ဖြတ်လို့ရပါတယ်ဝေလို့ကတော့ online နေပေါ်ကင်ယူထားတာဖြစ်တဲ့အတွက်လက်မှတ်မှာပါတဲ့ platform ကိုပဲတန်းပြီးတော့သွားလိုက်ပါတယ်အဲ့ဒီ platform ရဲ့အောက်မှာပဲခုံလေးတွေနဲ့စောင့်နေကြတဲ့လူတွေရှိတယ်ပေါ့နော်သူတို့ကားဂိတ်တိုင်းမှာအဲ့မှာကိုယ့်ရဲ့ booking ကိုပြပြီးတော့လက်မှတ်ကိုတစ်ဆင့်ပြန်ထုတ်ရပါတယ်ဒါကတော့ဝေရုစီးမဲ့ကားပဲဖြစ်ပါတယ်။ကားရဲ့မှန်မှာလည်းဘန်ကောက်တူနောင်ခိုင်ဆိုပြီးတော့ရေးပေးထားပါတယ်။ကားထွက်ကနေကြလို့ရှိရင်လည်းကားဆရာကြီးတွေကတက်လို့ရပြီဆိုတာကိုပြောပေးပါတယ်။အဲ့ချိန်ကျရင်လက်မှတ်လေးပြပြီးတော့တက်ထိုင်ပြီးလိုက်ဝါရုံပါပဲ။ဝေရုစီးမဲ့ကားကတော့ည7နာရီခွဲကားဖြစ်ပါတယ်။ဘန်ကောက်နဲ့နောင်ခိုင်ကိုကားစီးချိန်ကပြန်များ10နာရီဝန်းကျင်ဖြစ်တဲ့အတွက်ညစီးလို့ရှိရင်မနက်စောစောရောက်သွားမှာပါနော်။အဲ့ဒီတော့အေးအေးဆေးဆေးအိပ်ပြီးတော့လိုက်သွားရုံပါပဲ။ဒါကတော့ဝီလီလေးဖြစ်ပါတယ်။နောက်ခိုင်နယ်ဆက်နဲ့လည်းနီးလာပြီပေါ့နော်။အဲ့မှာသတိထားမှာတခုကကိုကနောက်ခိုင်နယ်ဆက်ကိုကောင်းမှဖြစ်တဲ့အတွက်နေဆက်မှာဆင်းမယ်ဆိုတာမျိုးကိုကားဆရာကြီးတွေကိုကြိုပြောတင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မပြောထားဘူးဆိုရင်ကားတွေကကားဂိတ်ကိုတန်းမောင်းသွားတာဖြစ်တဲ့အတွက်ကိုကကားဂိတ်ကနေနောက်ခိုင်နယ်ဆက်ကိုပြန်ပြီးတော့ကားဒါမှမဟုတ်3မိနစ်ပေါ့နော်15မိနစ်လောက်စီးရတဲ့အတွက်ဘတ်100လောက်ပို့ပြီးတော့ကုန်နိုင်တယ်ပေါ့နော်။အဲ့ဒါကြောင့်ဝေတို့ကမိုးရာမှာပဲဆင်းမယ်ဆိုပြီးတော့ကြိုပြီးပြောထားလိုက်ပါတယ်။မိုးလေးရလည်းတဖြည်းဖြည်းလင်းလာပါပြီ။နောက်ခိုင်မျိုးလည်းရောက်ပြီဆိုတော့ခဏနေဝေလို့ဆင်းမဲ့နေရကိုရောက်တော့မယ်လို့ရင်မေကလာပြီးပြောသွားပြီးပါတယ်။ကဲရောက်ပါပြီ။အခုမြင်နေရတာတော့ထိုင်းလာအိုနယ်စပ် immigration ရုံးဖြစ်ပါတယ်။ဒီကိုသွားပြီးတော့ထိုင်းအထွက်တုံးသွားထူရမှာပေါ့နော်။လိုက်ကြည့်ပြကြပါဦး။အဖေရောက်ပြီဆိုလို့ရှိရင်တော့departure terminal ဆိုတဲ့နေရာမှာထိုင်းနိုင်ငံအထွက်တုံးထူဖို့တန်းစီရမှာဖြစ်ပါတယ်။ထွက်တုံးထူပြီးရှင်းနေဆက်လျှောက်လိုက်ရင်တော့ဒီပုံအပြာလေးနဲ့ပေါ့နော်။ကန်ကူလက်မှတ်ရောင်းတဲ့နေရာလေးရှိတယ်အဲ့မှာကားလက်မှတ်ဝယ်ရပါတယ်တယောက်ကိုဘတ်30ပါကားတွေကတော့15မိနစ်ကိုတစ်ခေါက်လာတယ်ပေါ့နော်ကားလေးတွေကတော့ဒီလိုမျိုးကားလေးတွေပေါ့နော်အကုန်လုံးစုတက်တာဖြစ်တဲ့အတွက်အရင်ရောက်တဲ့လူတွေကတော့ထိုင်ကုန်ရမယ်နောက်ရောက်တဲ့လူတွေကတော့မတည့်ရက်စီပေါ့နော်အရင်လည်းမဝေးတော့ဒီလိုပဲအဆင်ပြေလိုပဲစီးကြတဲ့ကားတွေပေါ့နော်ကားလေးစထွက်ပါပြီခုမြင်နေရတာကတော့ထိုင်းနဲ့လာအိုကိုချားထားတဲ့မဲခေါင်မြစ်ကြီးပဲဖြစ်ပါတယ်။ဒီမဲခေါင်မြစ်ကိုဖြတ်ပြီးတော့စောက်ထားတဲ့ထိုင်းလာအိုချစ်ချီတရားဆိုရင်တော့1184မီတာရှိတယ်လို့သိရပါတယ်။ကိုကတော့လာအိုနယ်နိမိတ်ထဲကိုဝင်လာပြီးဖြစ်ပါတယ်။ဝင်လာတဲ့အတူဆက်ဆံချင်းသတိထားမိတာကတော့ထိုင်းရပါလာတဲ့စင်ကလေးတွေကတဖြည်းဖြည်းနဲ့တိုင်လေးတွေညော့သွားတာတွေ့ရပါတယ်။ကား10မိနစ်လောက်စီးပြီးတာနဲ့လာအိုအဝင် immigration ကိုရောက်ပါပြီကားပေါ်ကဆင်းပြီးချင်းဒီညာဘက်အချက်မှာပဲ arrival ကတ်လေးဖြည့်ပြီးတော့လာအို immigration control 1 2 3ဆိုတဲ့ပုံအစိမ်းရောင်လေးတွေမှာဝင်ပြီးတော့လာအိုဝင်တုံးထူပေးရပါတယ်။ဘတ်20တော့ပေးရတယ်ပေါ့နော်။20ကတော့ကြိုပြီးပြင်ဆင်သွားလိုက်ပါ။
လာအိုဝင်တုံးထူပြီးရှေ့ဆက်လျှောက်လိုက်ရင်ဘယ်ဘက်ချမ်းမှာပဲငွေလဲကောက်တာလေးရှိတယ်ပေါ့နော်အဲ့မှာငွေလဲလို့လည်းရမယ်ကိုစင်းကက်လေးလည်းဝယ်လို့ရပါမယ်ကိုလည်းမဲ့ရက်ပုံမူတည်ပြီးတော့9ရက်စာတစ်ပတ်စာပတ်ကေလေးရှိတယ်ပေါ့နော်ပြင်းပြကတော့ဘတ်100ဝန်းကျင်ပဲရှိပါတယ်ငွေလဲပြီးစင်းကက်လဲဝယ်ပြီးဆိုတော့ VN ချင်းမျိုးတွေကိုသွားဖို့ Android ကနေပြီးတော့ကားခေါ်ထားပါတယ်ကားရောက်လာပြီဆိုတော့ကားစီသွားပါတော့မယ်လာဦးမှာကားငှမယ်ဆိုရင် invite software ကအရင်အဆင်ပြေပါတယ်သူက VPN တော့ခံသုံးရတယ်ဆိုပေမဲ့ထဲထဲမှာဈေးစစ်လို့ရတယ်ပေါ့နော်ဒါကတော့ဝေတို့ခေါ်ထားတဲ့ကားလေးဖြစ်ပါတယ်အခုရောက်နေတဲ့လာအိုနိုင်ငံနယ်စပ်ဂိတ်ကနေပြီးတော့ဟိုတယ်ရှိတဲ့ VN ချင်းမြို့တွေကိုနိုင်ဝက်လောက်တော့ကားစီးရတယ်ပေါ့နော်လာအိုနိုင်ငံကအခုမှဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက်အဆောက်အဦကြီးကြီးမားမားတွေတော့အရင်မရှိသေးဘူးပေါ့နော်ဒါပေမဲ့အေးချမ်းချမ်းလဲခြင်းနဲ့အေးချမ်းနေခြင်းတဲ့သူတွေအတွက်တော့တော်တော်လေးအဆင်ပြေပါတယ်ကားတွေပါအရင်မရှုပ်ဘူးပေါ့နော်ခဏနေရင်တော့ဝီတို့တဲမဲ့ဟိုတယ်လေးကိုရောက်တော့မှာဖြစ်ပါတယ်ဘန်ကောက်ကနေလာအိုကိုဘတ်စကားနဲ့လာတဲ့ဘလော့လေးကတော့ဒီလောက်ပါပဲလာအိုထဲမှာလဲလို့ပတ်လို့ကောင်းတဲ့နေရာလေးတွေနဲ့တောတင်တဲ့နေရာလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးတင်ပေးပါမယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်